တင်ပါဗျာဟောနောက်တစ်ခုကကြတော့လေဒီဖုန်းကြီးတွေပေါ့နော်ပဋ္ဌာန်းတို့မေတ္တာတုတ်တို့ရွတ်နေတဲ့အချိန်ဆိုရင်ဒီလူတကာတကမတွေကလိုင်းမရွတ်တင်ဘူးလို့ကြားဘူးရဗျာအာနိတင်ရောရဲဆိုလားအဲ့ဒါဟုတ်ပါသလားဗျာအာနိသင်နဲ့မဆိုင်ပါဘူးဒါဝီနီးနဲ့ဆိုင်အဲ့ဒါလည်းဒီနောက်ထဲမှာတော့ပါလိမ့်မယ်ဟိုနှမ်းပြိုင်မဆိုကောင်းဆိုတဲ့ပြဿနာအဲ့ဒီခါကျတော့ပြောမယ်ပြောအခုမင်းခွင့်ရတော့ပြောလိုက်ပါမယ်တခါတည်းအဲ့ကြလည်းအကျေထက်ပြောတာပေါ့နော်သူကတန်းပြိုင်ပေါ့ဒါလည်းစာချတဲ့ခါပြောတာပါကျွန်တော်ဟိုဆရာတော်ကနေပြီးတော့ကိုရင်တွေကိုစာချတယ်ဒကာဒကာမတွေကိုစာချပေးတယ်စာချပေးလို့ရတယ်အဲ့ဒီခါမှာစာဆိုတဲ့အခါမှာစာချဖုံးကြီးနဲ့စာတင်သားကိုရင်ဒကာဒကာမအတူတူမဆိုကောင်းရဟန်းချင်းရတော့ရတယ်စာလိုက်တဲ့တန်ဃာကယဟန်ဆိုရင်စာချတဲ့တန်ဃာအတူဆိုလို့ရတယ်အဲစာဝါလိုက်တဲ့တန်ဃာမဟုတ်အဲမှာတကားတကာမှဖြစ်နေတယ်သူမကိုရင်ဖြစ်နေတယ်ဆိုရင်စာချတဲ့ဘုန်းကြီးနဲ့အတူတူဆိုလို့မရအောင်စာချတဲ့အခါပြောတာနော်စာချတဲ့အခါမှာတိုင်ပြိုင်ဆိုတာကဲဒီပါဠိကိုဆိုကြဇန်းဆိုပြီးခေါ်လိုက်ပြီးတော့သူလဲဆိုကိုလဲဆိုအဲ့ဆိုရင်မအပ်ဆက်ဘူးဒါကလည်းပါဠိကိုပြောတာဝိနည်းရအဘက်တဲ့တိုင်ပြိုင်မဆိုခေါင်းတိုင်ပြိုင်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့အခါတော့မလေးမစားဖြစ်တယ်လို့ရောက်တဲ့အောင်ဒါတစ်ချက်ပေါ့အဲ့တော့ဟိုစာချတာမဟုတ်ဘူးဆိုရင်ဘုရားရှိခိုးတာတို့ပဋ္ဌာန်းပူဇော်တာတို့ဓမ္မစကြာရွတ်တာတို့ကပူဇော်တာဖြစ်တဲ့ကြောင့်ဒါစာချတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရတယ်အဲ့တော့အခုဒီအိမ်နေမှာပရိတ်တီရွတ်တဲ့ခါမှာလူတွေကလိုက်ဆိုတယ်ဒါကစာချနေတာမဟုတ်ဘူးတဘောလားနော်စာချနေတာမဟုတ်တဲ့ကြောင့်လိုက်ဆိုလို့ရတယ်အကျိုးအနေနဲ့လည်းဘာမှမဖြစ်ဘူးပိုတော့တိုးသေးတယ်ပြီးနောက်တစ်ခါအဘက်လည်းမသိမ့်ပါဘူးအဲ့တော့လူလည်းရွတ်တယ်ဘုန်းကြီးလည်းရွတ်တယ်ဆိုပိုတော့ကောင်းသေးတယ်ဟုတ်ပါတင်ပါဗျာနောက်ထပ်မိကွန်းတစ်ခုကကြတော့လေ online မှာမေးထားတဲ့မိကွန်းပါဗျာဒီအခန်းထဲတော့မဆိုင်ဘူးပေါ့နော်ဘုန်းကြီးတွေအနေနဲ့ပေါ့ဒီလက်ပတ်နာရီတွေပါခဏဆိုပြီးတော့ပတ်ကြည့်တာဘယ်လိုအာပတ်တင်မှာတလဲဗျာခုနပြောတော့ဒုက္ခအဘက်တင်တယ်ပေါ့နော်လက်ကိုတန်ဆာမစင်ရဘူးပေါ့အဲ့တော့လက်ပတ်နာရီပတ်ရှင်းတွေလက်ကိုတန်ဆာစင်တာနဲ့တူတယ်ပါဠိလိုပြောရင်တော့ဟဋ္ဌလင်္ကာရလို့ခေါ်တယ်အဲ့တော့လက်ကိုတန်ဆာစင်တာဖြစ်တဲ့အတွက်ကြောင့်ဒုက္ခအဘက်တင်တယ်ပေါ့နော်ဒုက္ခ